အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ဒီ simple PHP ဆိုတဲ့ challenge ရဲ့ solution ကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာတော့ရေးထားတဲ့ question ရော solution လေးပဲเนาะဒီ PHP က server side ဒီ website ဒီမှာသုံးတဲ့ language တစ်ခုဖြစ်တယ်ပြီးတော့ကြောင့် Pandastar တော်တော်များများကအဓိကအဖြစ်တော့ web Pandastar ရဲ့ PHP language နဲ့ပတ်သက်ပြီးတော့ local လူတွေကကျွမ်းကျင်ကြအားကြောင့်ကျွန်တော်ဒီ PHP channel ဒီကိုထုတ်လိုက်တယ်ပေါ့နော်အဲ့တော့အဓိကတော့ကျွန်တော်တို့ဒီ channel မှာကစုပ်ကုပ်ပေးထားတယ်အဲ့တော့ဒီမှာဒီထားမိတဲ့လောက်ကတော့စုပ်ကုပ်ပေးတဲ့ channel ဆိုရင်ဖြေကြအရမ်းမြန်ကြတယ်ဘာလို့လဲတော့ကျွန်တော်လေးဒီချာမပြောတတ်ဘူးအဲ့စုပ်ကုပ်ပေးရဆိုရင်တော့ Pandas မှာဆိုတော့ white box လို့ခေါ်တာပေါ့နော် white box penetration testing ပေါ့ဒီစုပ်ကုပ်ကိုကျွန်တော်ကကြည့်ပြီးတော့ Pandas လုပ်ရတယ်အဲကြောင့်ကျွန်တော်ဒီတချို့ channel အမှန်များတဲ့ channel တွေကိုပဲကျွန်တော်စုပ်ကုပ်မပေးပဲထားလိုက်တာအမှန်ရဲ့ channel တွေကြောင့်ကျွန်တော်စုပ်ကုပ်တွေကိုချပေးထားလိုက်တာအဲဒီမှာတော့ရိုးရှင်းလေးပါပဲဆွမ်းနာလိုပဲသူက parameter သုံးခုမရှိလို့ရှိရင် file ရဲ့ code တွေကိုပြန်ပြမယ် password ရဲ့ s ရဲ့ y ရဲ့ပေါ့ပြီးရင်တော့သူစပြီးစစ်တယ်ဒီ premap မှာစစ်တာတွေ dollar pattern ဆိုတဲ့ variable အမှန်တော့ကျွန်တော် flat.php ထဲမှာထည့်ထားတာအဲဒါပေမဲ့အဲ့ pattern ကိုမြင်ရမှာမဟုတ်ဘူးနောက်တစ်ခုကကြောက် password မှာတကယ်လို့ a to z တွေနောက်တစ်ခုကကြောက် php code injection လုပ်နိုင်တဲ့ sign တွေပေါ့နော် character ပါလာလို့ရှိရင်ကျွန်တော်ဘန်းမယ်ပေါ့ဘန်းတာကိုဒီမှာ ru ကြော်ကြီးဆိုရေးထားပြီးတော့ exit လုပ်လိုက်တယ်တကယ်လို့မဟုတ်ဆိုရင်သူကဒီ password ရဲ့တန်ဖိုးက empty ဖြစ်ရမယ်နောက်တစ်ခုကကြောင့် $s နဲ့ $y နဲ့ညီရမယ်ပြီးရင် string နဲ့ကျန်ကြောင့်မတူအောင်နောက်တစ်ခုကကြောင့် string နဲ့ $s ပေါ့နော်$s ရဲ့ string length က1337ဖြစ်ရမယ်နောက်တစ်ခုကကျတော့ password ရဲ့ string length ကလည်း1337ဖြစ်ရမယ်အဲ့တော့ဒီအချက်လေးနှစ်ချက်ကိုကျွန်တော်ဝိုင်းဆုံးကြည့်အောင်string length ရော password ဆိုတော့ password ရဲ့ string length က1337ဖြစ်ရမယ်ဒီမှာလည်း empty ပြောထားတယ်ဆိုသိကြတယ်သူက3ညဒီ1339လုံးဖြစ်ရမယ်ပေါ့အဲကြောင့်ကျွန်တော်ကရိုးရှင်းလေးပါပဲ Python သုံးကျင်တဲ့မသုံးကျင်တဲ့တခြား PHP မှာသင် string repeat တော့ဘာလို့သုံးလို့ရတယ်ကျွန်တော် Python သုံးပြီးပြပေးမယ် sorry okay အဲ့မှာတော့ print 3ညကိုကျွန်တော်ဘယ်လုံးထည့်မလဲ1337 okay 3ည1337အဲ့မှာတော့ string length or $s နဲ့ password နဲ့တူတာဖြစ်တဲ့တူကမှဖြစ်တဲ့အတွက်$s ရဲ့တန်ဖိုးက password ရဲ့တန်ဖိုးကစကလုံး1339လုံးရှိရမယ်နောက်တစ်ခုကကျတော့ string length $h နဲ့$y နဲ့မတူအောင်ဒါပေမဲ့တူကတန်ဖိုးချင်းတူရမယ်ဆိုတော့ခုနက3ညရဖြစ်ဖို့များတယ်အဲကြောင့်ရိုးရှင်းလေးပဲ$psw ဒီ password equal to ဆိုတော့ကျွန်တော်တို့ဒီ3ည1339ခါပေါ့နော်ဒါကကြတော့$h အဲ့တော့$h ရဲ့ဟာကကြ parameter x ကလာပြီးတော့ h equal to လဲဒါလေးထည့်လိုက်ထည့်ပြီးလို့ရှိရင်$y ကိုကျရင်တော့က equal to 0ဆိုထည့်လို့ရတယ်ဒါဆိုရင်တော့ flag ကိုရလိမ့်မယ်ရိုးရှင်းလေးပါပဲဒီ channel အမှန်ဆိုရင်တော့အမှတ်ပေးရအောင်နည်းနည်းလေးများပါနော်အမှန်50တော့နည်းများအမှန်ဆိုအမှန်20 30လောက်ပဲပေးရမှာဒါကျွန်တော်ပေးပြီးသားဆိုရင်တော့ပြန်ပြီးတော့တမင်မလျှော့တော့ပါအဓိကအချက်လေးကတော့အဲ့ဒါလေးပါပဲတုံညတွေကိုဒီ input ထဲမှာထည့်လိုက်မယ်ဆိုရင် flag ကလွယ်ကူနဲ့ရနိုင်ပါတယ်ဒါပေမဲ့နောက်နှစ်ကြာရင်တော့ကျွန်တော်ဒီလိုမျိုး challenge ထပ်ပြီးမေးဖို့ရှိတယ်ဒါပေမဲ့အဲ့ကြာရင်တော့ဒီချက်နည်းနည်းလေးခံအောင်လို့မေးပြလိုက်မယ်ဒါကကျွန်တော်ကြိုးပြီးပြောထားပြီOkay ဟုတ်ပြီဒီ challenge ကတော့ရိုးရှင်းလေးပါပဲအခုနကကျွန်တော်ပြထားတဲ့အတိုင်းပဲ0လေးသုံးလိုက်မယ်ဆိုရင်ရပါတယ်ဟုတ်ပြီဒီဗီဒီယိုမှာကျွန်တော်ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ဒီ DUH Nana ဆိုတဲ့ channel ကိုဆက်ပြီးတော့ပြပြပေးပါမယ်